ပတ်စံအတူလုပ်ပြီးချမ်းသာသွားတယ်လူသူကပတ်စံတရက်ကိုရင်နှွေးချမ်းခွက်ထဲကိုနှစ်လိုက်တယ်ခဏနဲ့ထားပြီးတရက်လုံးရေဆိုသွားတော့ပြန်ထုတ်ပြီးကြည့်လိုက်တယ်ပတ်စံကအဟောင်းတရက်ပုံစံဖြစ်နေပြီသူတို့လည်းပတ်စံအတူအားလုံးကိုအဲ့ဒီနေတိုင်းလက်ဖက်ရည်နဲ့စိမ့်လိုက်တယ်အချောက်ခံပြီးတော့လုံးဝခြောက်သွားအောင် dryer နဲ့မှုတ်လိုက်တယ်ပတ်စံအတူတွေကအသစ်ဆက်ဆက်တွေဖြစ်နေလို့ပတ်စံဟောင်းပုံစံဖြစ်အောင်လုပ်နေခဲ့တာပါအစင်တင်ဖြစ်တော့လမ်းထိပ်ကကုံစုံဆိုင်မှာတိုင်းကားတန်မှုတစ်လုံးတော့ဝယ်လိုက်တယ်လူတွေကြားထဲကနေပတ်စံအတူကိုပေးလိုက်တော့ဆိုင်ရှင်လဲယူလိုက်တယ်ပြီးမှတစ်ခုခုမှနေမှချက်ချင်းတိလိုက်တယ်သူလည်းအခြေအနေကိုရိပ်မိလိုက်တော့သူ့တငယ်ချင်းကိုအမြန်ပြန်ဆွဲထုတ်ပြီးထွက်ပြေးလာခဲ့တယ်ငွေတူလောက်တာလည်းမထင်ခဲ့ပေမဲ့ပထမဆုံးတရက်မှာတင်ပြန်ထွက်ပြေးလာခဲ့ရတယ်တကယ်ပြဿနာကစက်ကူဖြစ်နေတယ်ပတ်စံအစစ်ရဲ့စက်ကူကိုဝါကွန်းကိုအခြေခံထားတဲ့စက်ကူမျိုးစားဖြစ်တော့ဂိုင်ကြည့်တာနဲ့တည်နေတယ်စက်ခနဲဆွဲလိုက်ရင်ဘက်ခနဲကြားရတယ်ပတ်စံကိုစောင်းကြည့်ရင်လည်းအလင်းပြန်ပြီးအယောင်ပြောင်းတယ်သူတို့လည်းပတ်စံပုံစံအစအဆုံးကိုအသေးစိတ်လက်နဲ့ပြန်ဆွဲခဲ့တယ်မိုက်ခရိုစာလုံးသေးသေးလေးတွေကအစပြန်ရေးတယ်ပတ်စံအစ်မှာသုံးတဲ့စက်ကူကိုဆိုရကထိန်းချုပ်ထားတော့ဝယ်လို့မရဘူးသူတို့လည်းပုံစံတူတဲ့စာရွက်တွေကိုလိုက်ရှာခဲ့တယ်ရပောင်းများစွာရှာဖွေပြီးမှတော့ကြော်ညာစာအုပ်ထဲမှာတဲလွန်ဆက်တစ်ခုကိုတွေ့လိုက်ရတယ်စက်ကူနှစ်ရွက်ကိုပူးပြီးကင်လိုက်ရင်ပတ်စံအစ်တွေနဲ့ခန်းစားမှုတော်တော်လေးနှိစက်ပြီးအထူပါးကလည်းနှိစက်နေတယ်သူတို့လည်းအဲ့ဒီစာရွက်တွေကိုအယောင်ပြန်ချွတ်ပစ်ပြီးတမျက်နှာစီပုံနှိပ်လိုက်တယ်ရှင်းမျက်နှာကစက်ကူကိုဖောက်ပြီးလုံခြုံရေးကြိုးပြားကိုထည့်ပြီးတော့စက်ကူနှစ်ချက်ကိုတေချာပြန်ကတ်လိုက်တယ်ပြီးတော့တတုစင်းနဲ့မြင်ကိုသုံးပြီးစောင်းကြည့်လိုက်ရင်အယောင်ပြောင်းသွားအောင်လုပ်လိုက်တယ်စက်ခနဲဆွဲရင်ဘက်ခနဲအတန်ထွက်အောင်အယောင်တင်စီကိုထပ်တုပ်လိုက်တယ်ပြီးတော့နည်းနည်းဟောင်းသွားအောင်လက်ဖက်ရည်နဲ့ပြန်စိမ်ပြီးလမ်းထိပ်ဆိုင်ကိုထပ်ပြီးပြန်သွားဝယ်ခဲ့တယ်ဒီတစ်ခါတော့သူတို့ရဲ့ပတ်စံအတူကအလုပ်ဖြစ်သွားခဲ့ပါတော့တယ်